ဒါလေးတစ်ခုလုပ်နေတယ် setting ပါလာမယ်သူပြင် history ပြန်ကြည့်လို့ရမယ်ပေါ်လာတဲ့ကိုင်စကလုံးတွေကိုနှိပ်လိုက်တာနဲ့နှုတ်ပတ်ထဲကိုရောက်သွားပြီးတော့ရေးလို့ရမယ်ပုံစံမျိုးလောက်ထားပါတယ်အနာမှတ်ထားတဲ့ကာယရဲ့ကာယလေးနှုတ်ပတ်ထဲကိုရောက်သွားတယ် history ပြန်ကြည့်လို့ရမယ်မလို့လို့ရှိရင်ပြန်ဖြတ်လို့ရမယ်အလုံးဖြတ်လိုက် protection ဒီနှုတ်ပတ်ထဲမှာအခါလေး record ပါလုပ်လို့ရမယ်အနေထားမျိုးအထိပေါ့နည်းတော့ပြင်ဖို့လိုအောင်မယ်တချို့ဟာလေးတွေပြင်ပြီးရင်တော့အကုန်လုံးပြီးပါမယ်